နိုင်လုံခြုံရေးဆောင်ရွက်ပေးနေတယ်ဆိုပြီးတော့လည်းချော်စွာလင်းကပြောတယ်ပေါ့နော်ဘယ်သူတွေကိုလုံခြုံရေးဆောင်ရွက်ပေးနေရလဲဆိုတော့မသိဘူးအမှန်တကယ်ကတော့စစ်ဗိုလ်ချုပ်တွေကိုပဲလုံခြုံရေးဆောင်ရွက်ပေးနေတာပြည်သူကိုလည်းလုံခြုံရေးဆောင်ရွက်ပေးနေတာမဟုတ်ဘူးပြည်သူကိုလိုက်တက်နေတာပြီးသူတို့ရဲ့အောက်ခြေစစ်သားတွေကိုလည်းလုံခြုံရေးလုပ်ပေးနေတာမဟုတ်ဘူးအောက်ခြေစစ်သားတွေကိုထိုးကြွေးနေတာတကောင်းမှကောင်းကောင်းမနေရဘူးပေါ့အားလုံးပဲမင်္ဂလာပါခင်ဗျຫນွေဦးတော်လိုင်းရေးနဲ့ပတ်သက်တဲ့သတင်းထူးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့စောင့်မျှော်အားပေးကြဖို့တောင်းဆိုပါရခင်ဗျပဲဆိုရယ်စစ်ကောင်စီစစ်သားတွေရဲ့ခံယူချက်တွေစိတ်ဓာတ်တွေဒါတွေနဲ့ပတ်သက်လို့ဒီကောင်ကကိုစားပြူပြီးပြောသွားတယ်လို့ပဲပြောရမှာဖြစ်တယ်ဗောနော်ဒီကောင်တွေအကုန်လုံးကအဲ့လိုမျိုးသစိတ်တဲ့တဝမ်းနဲ့ဗောနော်ပြီးရင်ခံယူချက်စိတ်ဓာတ်ကစအတူတူပဲဗောနော်ရုပ်ညံ့တယ်လို့ပြောရမှာဖြစ်တယ်ပြီးတော့ဒီလိုတွေဝန်ခံတာကဗောနော်ပြောမယ်ဆိုရင်တော့စစ်ကောင်စီစစ်သားတွေအတွက်လာမဲ့ကာလမှာအခြေအနေမကောင်းဘူးလို့ပြောရမှာကျွန်တော်တို့တော့မှဒီဗီဒီယိုကြည့်တဲ့အချိန်မှာတော်တော်လေးဒေါသထွက်တယ်ပြီးတော့ဒီလိုမျိုးဟိုဟာဖြစ်တာဒီကောင်မိရင်တော့ကွာဆိုရဲစိတ်မျိုးတွေကျွန်တော်တို့တောင်ဖြစ်တယ်ဆိုတော့မြေပြင်မှာတကယ်တိုက်ပွဲဝင်နေနေပေါ့နော်ကိုယ့်ရဲ့ဒါညီကိုရဲဘော်ရဲဘက်တွေဒီလိုမျိုးလောက်ခံရတာဒီလိုမျိုးမြင်လဲရတာဒီလိုမျိုးကြုံလဲရတာဆိုတော့တပ်ဖွဲ့ဝင်တွေအများကြီးရှိတယ်အဲ့လိုမျိုးတပ်ဖွဲ့ဝင်တွေနေနဲ့ဒီဗီဒီယိုတွေ့တဲ့ခါကျတော့ဘလောက်တောင်မှပောက်ကွဲကြမလဲပေါ့နော်ဘလောက်တောင်ဒေါသဖြစ်ကြမလဲအဲ့လိုမျိုးဒေါသဖြစ်လာပြီးဆိုရင်စစ်ကောင်စီစစ်သားတွေလာမဲ့ကာလမှာအခြေအနေကောင်းနိုင်စရာမရှိဘူးပေါ့နော်အဲ့တော့အလင်းဝင်တာတွေလက်နက်ချတာတွေအဲ့လိုမျိုးမှမဟုတ်ဘူးဆိုရင်ပေါ့နော်တိုက်ပွဲတွင်းထဲမှာမိတဲ့စစ်တုံးပန်းတွေအတွက်ကတော့မတွေးရစရာဖြစ်လာလိမ့်မယ်လို့ယူဆတယ်အဲ့တော့စစ်ကောင်စီစစ်သားကိုဖမ်းမိတယ်ဆိုရင် PDF တပ်ဖွဲ့တွေကအသက်အန္တရာယ်မပေးကြဘူးဗျာဒေါသထွက်တာတော့ရှိတယ်ဗျာဒါပေမဲ့လိုက်ပြီးထင်းထင်းသေးသေးပြောကြတယ်တွေ့လိမ့်မယ်ပေါ့နော်ဒေါသဖြစ်တယ်ဒေါသထွက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်နေတာစောစောစီးစီးလက်နက်ချပြီးတော့အညံ့ခံတယ်ဆိုရင်ကိုယ့်ဘက်ကလူတွေလည်းထိခိုက်တာတွေကြာဆုံးတာတွေမရှိဘူးဆိုတဲ့အတွေးကတပ်ဖွဲ့ဝင်တိုင်းလိုလိုမှာရှိကြတယ်ပေါ့နော်အဲ့တော့မိပြီဆိုတဲ့အချိန်မှာငါကွာလှုပ်လိုက်ရကွာဘာညာဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့အများကြီးမြင်တွေ့ရလိမ့်မယ်ပေါ့နော်ဒါပေမဲ့လည်းခုနလိုစီမင်းစီကန်းတွေကိုလိုက်နာကြတာဖြစ်တဲ့အတွက်ပေါ့နော်သူတို့ကိုအသက်အန္တရာယ်တော့ရမ်းမရှာကြဘူးဒါပေမဲ့လည်းဒီစစ်ကောင်စီစစ်သားတွေကကြတော့ဒီ PDF တပ်ဖွဲ့တွေကိုအရှင်းမထားဘူးပေါ့နော်ဘယ်လိုမျိုးလှုပ်ပစ်တာဆိုပြီးတော့အခုလိုမျိုးရုံရုံမှာပြောလာတာကသူတို့ဘယ်လောက်ရုံမာတယ်လဲဆိုတာကိုဝန်ခံတာဖြစ်သလိုလာမယ့်ကာလတွေသူတို့အတွက်အဆင်မပြေနိုင်ဘူးပေါ့နော်ပြီးတော့ပြည်သူတွေကလည်းကျွန်တော်ခုနပြောလို့ပဲပေါ့နော်စစ်ကောင်စီစစ်သားကိုမိတဲ့ခါကျရင်ကျွန်တော် PDF တပ်ဖွဲ့တွေရဲ့ပြုမှုပုံကိုကြည့်ပြီးတော့ဒေါသဖြစ်ကြရရှိတယ်စစ်လိတ်တိုင်းအောင်မှမကြိုက်ဘူးရေးတိုင်းအောင်မှမကြိုက်ဘူးဗျာအဲ့လိုမျိုးကြောင့်မလို့ပေါ့နော်အပြစ်ပြောခံရတဲ့တပ်ဖွဲ့ဝင်တွေတောင်ရှိတယ်ဒီကြားထဲကမှပေါ့နော်ပြည်သူကဒီလောက်ထိပြောဆိုနေတာတောင်မှပဲသူတို့ပေါ်မှာကိုချင်းစာစိတ်ထားခဲ့တဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေကဒီဗီဒီယိုတွေ့တဲ့ခါကျရင်တေးကြတယ်အမှုန့်ကြိတ်တော့မှာပဲပေါ့နော်အဲ့တော့အဲ့လိုမမတ်ရရင်ပြောဆိုတဲ့ဟာကိုတွေ့လာတဲ့ခါကျရင်အကုန်လုံးကမှာပဲဒါကြည့်လိုက်ရင်ဒါကျွန်တော်တို့တွေးကြည့်လို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အရင်ကဒီစစ်ကောင်စီစစ်သားတွေက line ပေါ်မှာတက်ပြီးတော့ uniform နဲ့ပဲဖြစ်ဖြစ်ပေါ့နော်။ line ပေါ်မှာတက်ပြီးတော့ဓာတ်ပုံတင်တာမျိုးကအစားသူတို့တွေအရေးယူခဲ့ကြတာရှိတယ်။အရေးယူခိုင်းတာရှိတယ်။အဲ့လိုမျိုးအရေးယူခဲ့ပါလေဆိုတဲ့ဖြစ်စဉ်တွေလည်းရှိတယ်ပေါ့နော်။တချို့ဆိုရင်စစ်တပ်ကနေထွက်ချင်လုံးလုံးပေါ့နော်။အဲ့လိုမျိုးတမင်တကာလောက်တာတော့မှရှိတယ်ပေါ့နော်။ဒါကျွန်တော်တို့မြင်ခဲ့ကြုံခဲ့တွေ့ခဲ့ရတဲ့ဟာတွေပေါ့ဗျာ။ဟိုစစ်တပ်ကထွက်ချင်တယ်ထွက်ခွင့်မရဘူး။အဲ့တော့သူတို့တားမြစ်ထားတဲ့ဟာကိုလုံးမယ်ကွာဆိုပြီးတော့အရေးယူခံပြီးတော့ထွက်ကြတဲ့ကောင်တွေတောင်မှရှိတယ်ပေါ့နော်တချို့ကြလည်းရေးယူခံပြီးတော့မထွက်ရဘဲနဲ့ပြန်ပြီးတော့ထောင်ချပြီးတော့စစ်မှုတန်းပြန်လုပ်ခိုင်းတယ်ဆိုတဲ့ဟာလည်းရှိတာပဲပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့အဲ့လိုပုံစံမျိုးတို့တွေတားမြစ်ခဲကြတာရှိတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုး uniform နဲ့ပုံတွေရဲ့အနောက်မှာပါတဲ့တက်အမှတ်အသားတွေတက်တစိမ့်တွေတက်ဆိုင်ဘုတ်တွေပေါ့နော်ပြီးရင်ဒါဘယ်နေရာပါဆိုပြီးတော့ဖော်ပြနေတဲ့ဒီ location ပါတဲ့ဓာတ်ပုံတွေဖြစ်သွားမှာဆိုလို့ပေါ့နော်လုံခြုံရေးပေါက်ကြားမှာဆိုလို့ဆိုပြီးတော့အဲ့လိုမျိုးတားမြစ်ခဲကြတာပေါ့နော်ဒီကောင်နေမျက်ခွက်တွေကိုဟိုကဖြစ်လို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းအခုနောက်ပိုင်းကျတော့အဲ့လိုမျိုးလှုပ်တာတောင်အခုလိုမျိုးမမတ်ရဲ line ပေါ်မှာတက်ပြီးတော့ပြောဆိုဆဲဆိုတာတောင်မှပဲအရေးယူတာမျိုးတွေမရှိတော့ဘူးမတွေ့ရတော့ဘူးပေါ့နော်ပြီးတော့သူတို့ရဲ့တက်ထဲမှာရှိပါတယ်ဆိုတော့ဖိနှိပ်မှုတွေချုပ်ချယ်မှုတွေမတရားမှုတွေဒါတွေအကုန်လုံးကိုသူတို့က line ပေါ်မှာတက်ပြီးတော့ဒါပောက်ကွဲတာတွေခြေကွဲတာတွေငိုကြွေးတာတွေဒါတွေအများကြီးပဲတွေ့ရလိမ့်မယ်ဒါပေမဲ့လည်းအဲ့ဥစ္စာနဲ့ပတ်သက်လို့အရေးယူတာတွေနည်းနည်းလာတယ်ပေါ့နော်အဲ့လိုမျိုးဟာကိုကြည့်မယ်ဆိုရင်စစ်ကောင်စီစစ်သားတွေစစ်ကောင်စီအကြီးအကဲတွေကတေလောက်အောင်ပေါ့နော်ခုနကလိုမအားမလက်တာတွေဖြစ်နေတယ်အဓိကတော့တေရေးရှင်ရေးစစ်တိုက်နေရတဲ့ဟာတွေကိုပဲသူတို့ကဦးစားပေးနေရလို့ဒီလိုမျိုးရေးယူတဲ့အပိုင်းတွေမှာလုံးဝလှည့်မကြည့်နိုင်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်ဒါဟာဘာလဲဆိုတော့စစ်ရေးဖီအားကိုစစ်ကောင်စီကအပြင်းထန်ခန်းစားနေရတယ်စစ်ကောင်စီစစ်သားတွေကပေါ့နော်ဒီလိုမျိုးကိစ္စတွေနဲ့ပတ်သက်လို့အရေးယူဖို့အတွက်တောင်မှအချိန်မပေးနိုင်တော့တာမြင်တွေ့နေရတယ်နောက်တစ်ခုကကြတော့ဒီစစ်ကောင်စီအကြီးအကဲတွေကပေါ့နော်သူတို့ရဲ့အောက်ခြေကစစ်သားတွေကိုခရပြီးတော့ခိုင်းစေနေရတယ်ညွှန်ကြားနေရတယ်ဆိုတဲ့ဟာကဒါလည်းသက်သေပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့တွေကိုခုလိုမျိုးရေးယူလိုက်တယ်ပါလိုက်တယ်ညာလိုက်တယ်ဒါအပြစ်ပေးလိုက်တယ်ဆိုရင်အင်အားတွေညော့နေမယ်ပြုံးတီးမယ်ပြီးတော့ဒီလိုမျိုးရေးယူတဲ့ဟာတွေက
ထားပါတော့တက်ရဲ့အတွင်းထဲကပေါ့နော်တက်တွင်းကိစ္စတွေနဲ့ပတ်သက်တဲ့အရင်ကမရှိတဲ့ဟာတွေပေါ့ဗျာအဲဥစ္စာတွေကစားဖြစ်လာပြီဆိုရင်တက်ကိုထိမ့်သိမ်းရခက်လာတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါအောက်ခြေကရဲဘော်တွေဆိုရင်ခရပြီးတော့သူတို့တွေကဆက်ဆံနေရတဲ့ပုံစံမျိုးတွေမြင်တွေ့နေရတယ်ပေါ့နော်ပြောင်းပြန်နေပြန်ဖြစ်လာပြီပေါ့ဗျာအဲ့တော့ဖီယိုပြဲတွေဖြစ်လာတယ် CFPR တန်ကိုပြင်းပြထန်ထန်ခံစားနေရတယ်အဲ့အနေထားမှာတက်ရင်ရပြုံးပြီးမှဆိုလို့လက်အောက်ကိုခုနလိုပေါ့နော်မမြင်ချင်အောင်ဆောင်ပြီးတော့လွတ်ပေးထားရတဲ့ပုံစံမျိုးတွေဖြစ်လာနေပြီလို့ပြောမှာဖြစ်ပါတယ်အခုဆိုရင်တို့စစ်သားတွေအခြေအနေပိုဆိုးတော့မယ်ဘာဖြစ်လို့လဲဆိုတော့ဇွန်လ24ရက်နေ့နေကင်းပိုင်းဒါပုတ်ပြင်းတက်နယ်ကစစ်ကောင်စီအရာရှိစစ်သားတွေသူတို့ရဲ့မိသားစုတွေပေါ့နော်သူတို့နဲ့ဒုချုပ်ကျော်စွာလင်းရတွေ့တယ်ပြီးရင်တပြားဟောင်းပဲပြန်ဖွင့်တာပဲပေါ့နော်2020တုန်းကရွေးကောက်ပွဲမှာမဲမဲ့တမာမှုရှိတာကြောင့်မလို့စစ်တပ်ကပေါ့နော်ဒါတာဝန်ယူလိုက်တယ်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါပါဆိုလို့သူတို့ကထိမ့်သိမ်းလိုက်တယ်တို့ဒါမျိုးပုံစံမျိုးတပြားဟောင်းတွေဖွင့်နေပြမသိချင်မှအဆုံးပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးလုပ်ခဲ့တဲ့အချိန်မှာပေါ့နော်ဒီပါဝင်ပေးပါတယ်ဆိုတော့သူတို့ရဲ့စစ်သားတွေမိသားစုတွေပေါ့နော်ဒီယာရှိတွေပေါ့နော်စစ်ကောင်စီယာရှိတွေကိုဒီလိုလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်ပေးခဲ့တဲ့အတွက်သူကအတိမတ်ပြုဂုဏ်ယူတယ်တဲ့ပြီးရင်ဒီတက်ကပေါ့နော်နိုင်ငံအနှံ့လုံခြုံရေးဆောင်ရွက်ပေးနေတယ်ဆိုပြီးတော့လည်းချော်စွာလင်းကပြောတယ်ပေါ့နော်ဘယ်သူတွေကိုလုံခြုံရေးဆောင်ရွက်ပေးနေရလဲဆိုတော့မသိဘူးအမှန်တကယ်ကတော့စစ်ဗိုလ်ချုပ်တွေကိုပဲလုံခြုံရေးဆောင်ရွက်ပေးနေတာပြည်သူကိုလည်းလုံခြုံရေးဆောင်ရွက်ပေးနေတာမဟုတ်ဘူးပြည်သူကိုလိုက်တက်နေတာပြီးရင်သူတို့ရဲ့အောက်ခြေစစ်သားတွေကိုလည်းလုံခြုံရေးလုပ်ပေးနေတာမဟုတ်ဘူးအောက်ခြေစစ်သားတွေကိုထိုးကြွေးနေတာတကောင်းမှကောင်းကောင်းမနေရဘူးပေါ့နော်အဲ့တော့တကယ်လုံလုံချုံချုံနဲ့နေရပါတယ်ဆိုတဲ့ကောင်တွေကစစ်ဗိုလ်ချုပ်အကြီးပိုင်းတွေပဲရှိတယ်အခုတော့မှနည်းနည်းကြီးတယ်ဆိုရင်တော့မှမလုံခြုံတော့ပါနေပြီဗျာဒီလားစစ်ရုံးတွေကမထွက်တဲ့ကောင်တွေလောက်ပဲရှိတယ်ပေါ့နော်ဒါတော့မှပဲအပေါ်မောကြီးနဲ့နေရတဲ့အဖြစ်ပေါ့နော်ဒါကြောင့်ဒီချင်းချင်းမြန်တက်ရင်နေနဲ့လယုံတက်ဖွဲ့တွေပေါ့နော်ဒီတက်တွေကမခွဲခြားဘဲနဲ့တာဝန်ကိုကျေပြွန်းစွာထမ်းဆောင်ဖို့အမြဲတမ်းလေ့ကျင့်နေပြီးတော့အသင့်ဖြစ်နေရမယ်ဆိုပြီးတော့ပြောလာတယ်ပေါ့နော်အမှန်တော့ဒီချင်းမြန်တိုက်ခိုက်ရေးတက်တွေနဲ့ဆေးအဖွဲ့တွေပေးတယ်ဆက်သွယ်ရေးအဖွဲ့တွေပေးတယ်ပြီးရင်စစ်မြေပြင်အင်ဂျင်နီယာပေါ့နော်မိုင်းရှာဖို့ BE အဖွဲ့တွေပေးတယ်ပေါ့ဗျာဒါတော့မှပဲဒါဆက်သွယ်ရေးဆိုရင်တက်ရင်တွေကိုမပေးဘူးဒါတက်မလို့နေရာမျိုးတွေမှာပဲတွဲဖက်ပေးတဲ့သဘောပေါ့နော်တက်ရင်တွေကိုပေးတာဆိုလို့ဒါဆေးအဖွဲ့ရှိမယ်ပေါ့နော်ဆေးအဖွဲ့တော့မှဒါတွဲဖက်ဆိုရင်ဒါဆေးဝေးပါမယ်ဘရာဇာပါမယ်ဒီလိုမျိုးပုံစံမျိုးတွေနဲ့ပေးတာဒါတော့မှတက်ရင်မှာဆေးအဖွဲ့ဆိုတဲ့ဟာတွေကသူတို့ကလှုပ်ထားပြီးသားတက်ရင်မှာလည်းဆေးဝေးတွေရှိမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲသူကတွဲဖက်ပေးတာဆေးတောင်မှတိတ်ပြီးတော့တွဲဖက်ပေးတာမဟုတ်ဘူးဆက်သွယ်ရေးတိတ်မပေးဘူးတက်ရင်နေမှာပြောတာပေါ့နော်ပေးတာဆိုလို့ BE လောက်ပဲပေးတာစစ်မြေပြင်အင်ဂျင်နီယာမိုင်းရှင်းတဲ့ကောင်တွေလောက်ပဲပေးတာစစ်ကြောင်းတစ်ကြောင်းကိုတစ်ယောက်နှုံးနေပေါ့နော်2ယောက်လောက်ပဲပေးတာအဲ့ကောင်တွေကပဲတိုက်ခိုက်ရေးတက်တွေနဲ့ရှေ့တန်းသွားလဲပါတယ်လိုက်ရတယ်ပေါ့နော်အခုနောက်ပိုင်းကျတော့အဲ့လိုပုံစံမဟုတ်တော့ဘူးအကုန်တိုက်ခိုက်ရေးတက်ဆက်သွယ်ရေးလဲတနက်ကင်ပဲပေါ့နော်အရင်တော့ကအဲ့လိုမျိုးတွဲဘက်ပေးတဲ့ကောင်တွေကသူတို့ရဲ့ကဏ္ဍကိုပဲသူတို့လောက်ရတာမိုင်းရှာမဲ့ကောင်ဆိုမိုင်းမရှာရတယ်ဆေးကူရမဲ့ကောင်ဆိုရင်ဆေးပဲကူရမယ်ပေါ့နော်ဆက်သွယ်ရေးဆိုလဲဆက်သွယ်ရေးကဏ္ဍပဲလောက်ရမယ်အခုတော့အဲ့လိုမရတော့ဘူးမင်းဆက်သွယ်ရေးလဲလုံးတနက်လဲကင်စစ်တိုက်မင်းဆေးလဲကူဒါတနက်လဲကင်စစ်တိုက်ပေါ့နော်အေးမင်းဘီမိုင်းလဲရှာစစ်လဲတိုက်အဲ့လိုပုံစံမျိုးတွေဖြစ်လာနေတယ်ပေါ့နော်အခုကပြောမယ်ဆိုရင်ဒီစကားကနောက်တော့နောက်ချနေသေးတယ်ဘာကြောင့်လဲဆိုတော့ဒီလက်ယုံတက်တွေကိုရောပေါ့နော်ပဲဆိုပြီးတော့တက်ဖွဲ့တွေကကြိတ်တာပေါ့နော်တီးလိုက်ကြတာမြင်လို့မကောင်းဘူးဗျာအဲ့လိုပုံစံမျိုးတွေလည်းရှိတယ်ရဲတွေလည်းသူတို့လောက်ခိုင်းတယ်ပြီးရင်ပြည်သူစစ်ပြီးရင်အခုနောက်ဆုံးဒါပါစပေါ့နော်လူငယ်တွေကိုပေါ်တာဆွဲပြီးတော့အတင်းတီလန်းပို့ပြီးတော့စစ်တိုက်ခိုင်းနေတဲ့အကွက်တွေကစားသုံးလာတယ်ပြောချင်တာကတော့အစင်တန်းမခွဲခြားဘူးဆိုတာအဲ့လိုဟာကိုပြောတာပေါ့နော်အဲ့တော့အခုဆိုရင်အဲ့ထက်ပို့ပြီးတော့ဆိုးလာတာဘာလဲဆိုတော့သူတို့ရဲ့စစ်သားမိသားစုတွေပေါ့နော်ဒါရဲမေဆိုတဲ့အဖွဲ့တွေပေါ့ရဲမေတွေကိုတော့သူတို့ကအရင်တည်းကဒါအရန်တက်ခွဲအရန်အင်အားဆိုပြီးတော့တတ်မှတ်ထားတယ်တကယ်ဒါမြေပြင်မှာတော့အရင်တုန်းကတော့ဒါမကြမ်းတမ်းနေတော့ပေါ့နော်သူစစ်မတိုက်ရဘူးအခုကျတော့အရန်ဒါတိုက်ပွဲတွေကလည်းပြင်းထန်လာတယ်ကြမ်းတမ်းလာတာဖြစ်တဲ့အတွက်ဒီရဲမေတွေကလည်းတနက်ကင်ပြီးတော့စစ်တိုက်ရတယ်ပေါ့နော်မဲစုတွေပါတွေတောင်ပေးလိုက်သေးတယ်အခုအဲ့ထက်ပိုဆိုးသွားပြီအဲ့ရဲမေတွေမိသားစုတွေရဲ့ပေါ့နော်သားသမီးတွေပေါ့ဗျာရဲမေတွေရဲ့ဒီစစ်သားတွေရဲ့သားသမီးတွေမိခိုးသူတွေပေါ့နော်ဒီလိုမျိုးအဖွဲ့တွေကစစ်တင်တန်းတွေတက်ခိုင်းပြီးတော့တနက်ကင်ခိုင်းနေပြီဆိုတာအားလုံးလည်းသိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကဟုတ်ပါတယ်လုံးဝအစင်တမ်းမခွဲကြဘူးအကုန်လုံးတိုက်ခိုင်းတာအကုန်လုံးသေလန်းပို့တာပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်နေတယ်ပြီးတော့ဒါဘိတ်တက်နေမှာဆိုရင်လည်းငြိမ်မြေကန်နှိမ်နှင်းမယ်ဆိုပြီးတော့ဒါပြောလိုက်တယ်ပေါ့နော်အဲ့လိုမျိုးနှိမ်နှင်းတဲ့အခါမှာခုနလိုလက်ယုံတက်ဖွဲ့နေအတူတူတိုက်ပေါ့နော်တိုက်ခိုက်တက်တယ်ပေါ့နော်အဲ့တော့ဘာတွေဖြစ်လာမလဲဆိုတော့တေးကြတယ်ထွက်ပြေးတာတွေအလင်းဝင်တာတွေလက်နဲ့ချတာတွေပူပြီးတော့များလာလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီလက်ယုံတက်တွေဆိုတာကစင်တိုက်ချင်မဲနဲ့ပေါ့နော်စင်တိုက်ချင်လို့ပို့ပြီးတော့တက်တာတဲ့ဒီလက်ယုံလိုနေရာမျိုးတွေကိုဝင်ခဲ့ကြတာဖြစ်တယ်ပြီးရင်ကိုကျိုးရှာခြင်းလို့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဝင်ခဲ့ကြတာဖြစ်တယ်ဒါကိုအဘတို့ကစစ်တိုက်ခိုင်းအသေးခံခိုင်းနေတော့မပျော်တော့ဘူးပေါ့နော်အဲ့တော့အခုလိုမျိုးလိုက်ပြီးတော့စီးယုံနေရတယ်အောက်ခြေထိလိုက်ပြီးတော့တွေ့နေရတယ်ဆိုတဲ့ဟာကလည်းအဲ့လိုမျိုးစိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်နေလို့ဆိုတာယူဆလို့ရပါတယ်ဒါနဲ့အဲ့လိုမျိုးသတင်းကိုကြားတော့တေးကြတဲ့ PDF တပ်ဖွဲ့တွေကပျော်နေမှာပေါ့နော်မြင်အောင်သေးတယ်ဘာကြောင့်လဲဆိုတော့တင်းနာရီမှာပေါ့နော်ဒါတဝဲလောင်းလုံးတည့်ရချောင်းရေပြူဘိတ်ကျွန်းစုပလောပြီးရင်တင်းသားကြီးကော့တောင်းခမောက်ကြီးဘုတ်ပြင်းစားတဲ့မြို့နယ်တွေအများကြီးရှိပြီးတော့အဲ့မြို့နယ်အများစုမှာ
PDF တွေကအရန်အားကောင်းကြတယ်ပေါ့နော်အဲ့တော့အဲ့ဘက်ချမ်းက PDF တွေကိုသူကဖိနှိပ်မယ်နှိမ်နှင်းမယ်ဆိုပြီးတော့ပြောလာတဲ့ဟာကတကယ်အဲ့စကားကိုကြားရတဲ့ချိန်မှာပျော်တာက PDF တွေဖြစ်ပြီးတော့စိတ်ညစ်ပြီးတော့ကြေကွဲတာကစစ်ကောင်စီစစ်သားတွေဖြစ်လိမ့်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဟိုကဒါ PDF တပ်ဖွဲ့တွေဆိုတာကဒီစစ်အာဏာရှင်ကိုပြုတ်ကျအောင်ပေါ့နော်ပြုတ်ကျအောင်တိုက်ပြီးတော့ယူမယ်ဆိုပြီးတော့ဒီလွတ်လပ်ရေးလွတ်မြောက်ရေးကိုရအောင်လုပ်မယ်ဆိုပြီးတော့တိုက်ဖို့အတွက်သူကရွေးချယ်ပြီးတော့ရွေချက်နဲ့ဝင်လာတဲ့အဖွဲ့တွေဖြစ်တယ်ခုနလိုစစ်ကောင်စီဘက်ကလက်ရုံးတက်တွေဆိုတဲ့ဟာကတက်တာခြင်းလို့ကိုကျိုးရှာခြင်းလို့စစ်မတိုက်ရဲလို့အဲ့လိုနေရာမျိုးတွေကိုရောက်သွားတဲ့အဖွဲ့တွေဝင်သွားတဲ့အဖွဲ့တွေဖြစ်တယ်အဲ့တော့အဲ့အဖွဲ့နှစ်ခုကအခုဆိုရင်မြေပြင်မှာစုံတွေ့ရင်ဘယ်ဘက်ကနိုင်မယ်ထင်တယ်လဲပေါ့နော်တကယ်တမ်းအရေးကြီးတာကတော့ PDF တပ်ဖွဲ့တွေဘက်ကပြည့်စုံမှုပဲဖြစ်ပါတယ်ပြည့်စုံမှုလုံလောက်မှုဖြစ်တင်းနိုင်တဲ့ပမာဏများများဆဆရှိမယ်ဆိုရင်ဘလို့ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်အောင်ပွဲရယူနိုင်တယ်ဆိုတာသိကြတယ်ပေါ့နော်စစ်ကောင်စီဘက်ကတော့ဒီအခြေအနေမှာအများကြီးမျှော်လင့်လို့ရနိုင်ကြမရှိဘူးပေါ့နော်သူတို့ဘက်ကရေးတာဆိုလို့လေချောင်းတစ်ခုပဲရှိပါတယ်အဲ့လေချောင်းဆိုတဲ့ဟာကလည်းအချိန်ကာလတစ်ခုကြာပြီဆိုတဲ့အချိန်မှာပလိုင်းအင်အားစုတွေတွက်ကပေါ့နော်ထက်တွက်စရာတစ်ခုလို့တော့မဟုတ်တော့ဘူးပေါ့လေနော်ဒါကြောင့်မလို့ဒါဒုကျုပ်ကြောစွာလဲ